ကိုချမ်းရဲ့အကူမကြီးအားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာနော်ကိုချမ်းတပတ်စာကတ်တွေအမြဲတမ်းအောင်နေကြအဲဒါဆို17ပင်မြောက်တဲ့17ပတ်မြောက်တဲ့ကတ်ပဲဖြစ်ပါတယ်ဗျာနော်အမြဲတမ်းအောင်နေကြတပတ်စာကတ်တွေပါကိုချမ်းရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့ကိုမရဲ့ subscribe လုပ်ပါပေးပါ like လက်မလေးတွေနှိပ်ပြီးသွားပြီးတော့ခေါင်းလောင်းလေးကိုနှိပ်သွားပါဗျာနော်ကိုချမ်းနေတိုက်လဲထိပ်စီပတ်တီတက္ကနန်းလေးအမြဲတမ်းတင်ပေးခြင်းဖြစ်သွားတယ်ဗျာနော်ဒီ channel လေးကထိပ်စီပတ်တီတက္ကနန်းလေးအမြဲတမ်းတင်ပေးတဲ့ channel ဖြစ်ပါတယ်ဗျာနော်အကျိုးရှိမဲ့ဆိုရင်ကိုတို့မဟုတ်အတွက်အကျိုးမြတ်တွေအကျိုးတွေရှိမဲ့ဆိုရင်ကိုချမ်းရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့ကိုမရဲ့ subscribe လုပ်ပါပေး like လက်မလေးနှိပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပါဗျာနော်တယောက်ချက်စီအားပေးပြီးတော့ဝန်းရံကြပါအောင်ဗျာနော်ဒါကတော့ကြံခဲ့တဲ့ဘက်မှာလဲကိုချမ်းတို့အောင်မြင်ခဲ့တဲ့တပတ်စာပတ်တီတွေတပတ်စာထိပ်စီတွေဖြစ်ပါဗျာနော်တပတ်စာကလေးဖြစ်ပါဗျာနော်9ရက်625မှာ13ရက်625အထိခုမကျော်ပတ်တီတီ3ညပတ်တီဖြစ်ပါဗျာနော်မပြောက်ပတ်တီတီ6ပတ်တီပါဗျာနော်၄လုံးခွေအပူပါက9385ဆိုတဲ့အခွေလေးပဲဖြစ်ပါဗျာနော်စာထုတ်လိုက်မယ်ဆိုတဲ့ကုမ္မာရ9385အခွေလေးကိုစာထုတ်လိုက်ပါဗျာနော်ဒါဒီတပတ်စာအခွေလေးဖြစ်ပါတယ်ဗျာနော်၄လုံးခွေအပူပါဗျာနော်အပတိုင်းစောထွက်ပါတယ်ဗျာနော်အထူးပရိတ်တီ305ပရိတ်ပါဗျာအထူးပရိတ်တီတရားခိုင်လုံးလာမယ့်ပရိတ်တီ939ပရိတ်ဖြစ်ပါတယ်မိုးချုပ်ကတော့626965 10 1 1 5တပတ်စာ3လုံးခွေအပူပါလေးကတော့890လေးပြဖြစ်ပါနော်893ဆိုတဲ့အခွေလေးက3လုံးခွေလေးပါနော်လိုင်းပေါ်မှာကိုမရေးဝယ်ထုံးနေတဲ့3လုံးခွေလေးကတော့893ပဲဖြစ်ပါတယ်ဗျာနော်ဒါလိုင်းပေါ်မှာခဏနဲ့ကိုချမ်းမတူပါဘူးနော်ဒါကိုချမ်းရဲ့ကြိုးစားအထောက်မှုနဲ့ထုတ်ထားတဲ့အခွေလေးပဲဖြစ်ပါတယ်ဗျာနော်8899 8090ဆိုတဲ့ကဏ္ဍ3ခွက်ဒါထိပ်စီးခွေဖြစ်ပါတယ်ဗျာနော်ထိပ်စီးပူကြိုက်ပါတယ်890ပါနော်89 8090 8899 ကိုကနန်းသည်စုစုပေါင်း6ကွက်ပဲရှိပါဗျာနော်ဒဲပူကစားပါဗျာနော်အာပပပဲကစားပါဗျာနော်အပူလေးလည်းမမေ့ပါနဲ့နော်ကိုချမ်းထပ်ပြောပါမယ်9ရက်665မှာ73ရက်665အထိဟူးမကျော်ပတ်တီတီ3ညမပြောက်ပတ်တီတီ3ညမပြောက်ပတ်တီတီ6လေးလုံးခွေအပူပါသည်9385အခွေလေးဖြစ်ပါတယ်ဗျာနော်အပူပါထည့်ပြီးကစားပါအထူးပရိတ်တီ305ပရိတ်ဝင်းနဲ့6ကွက်သည်626965 10 1 1 5တပတ်စာ3လုံးခွေအပူပါသည်893ဆိုတဲ့အခွေလေးပဲဖြစ်ပါတယ်ဗျာနော်ဒါကတော့ကိုချမ်းရဲ့ Viber number လေးပဲဖြစ်ပါတယ်အောက်ကတော့ Viber number 3992568631ပါဗျာနော်အကူမတွေမြင်ရမယ်လို့ထင်ပါတယ်ကိုချမ်းအောင်အားပေးရဲ့အကူမတွေတူရောက်ချင်းတိုင်းအခက်ခဲတွေများလဲကြည်ကြပါစေဗျာနော်တကယ်ရှိပတ်လဲကိုချမ်းတို့အမျက်တွေနဲ့အန်ကန်ကိုတင်ကြပါဗျာနော်ကိုချမ်းမမခေါ်ပါဘူးဗျာနော်မမခေါ်ပါဘူးတပတ်စာပေါက်ပေးကတ်တွေရှိပါဗျာနော်တပတ်စာပေါက်ပေးကတ်တွေရှိပါတယ်ဒါကကိုချမ်း100ခိုင်နှုန်းမှာ90ခိုင်နှုန်းအာမခံထားတဲ့ကတ်တွေပါဗျာနော်အင်္ဂါမကျော်ပတ်တီတင်ကွက်ပါပါဗျာနော်အင်္ဂါမကျော်ပတ်တီတစ်လုံးတင်ကွက်ပါပါမှာဗျာနော်ပေါက်ပေး3000ကျပ်ပါဗျာနော်တပတ်စာပရိတ်တစ်လုံးတင်ကွက်ပါပါဗျာနော်ပေါက်ပေး3000ကျပ်ပါဗျာနော်တပတ်စာအပိုင်မွေးလေးခွက်ပေါက်ပေး3000ကျပ်ဖြစ်ပါတယ်ဗျာနော်ကြိုက်တဲ့ကဏ္ဍကိုလာယူလို့ရပါဗျာနော်ကြိုက်တဲ့ကဏ္ဍလေးကိုချိန်မှလာယူပေးပါဗျာနော်လာမစိုးကမှလည်း Viber number 3992569613မှာဟိုင်းပြီးတော့ကိုချမ်းကိုအင်္ဂါမကျော်ပတ်တီးလို့ကျွန်တော်ကမှလည်းအင်္ဂါမကျော်ပတ်တီးဆိုပြီးပို့ပါပရိတ်လိုက်မယ်ဆိုတော့ကိုမရပရိတ်တစ်လုံးဆိုပြီးပို့ပါမွေးလေးခွက်ယူမယ်ဆိုတော့ကိုမရမွေးလေးခွက်လို့ရေးပါဗျာနော်Telegram တော့ဒီမှာ Telegram number လေးကတော့ဆက်ရှာပါမှာကိုချမ်း131ဆိုပြီးရိုက်ရှာလိုက်ပါမယ်နော်ကိုချမ်းနဲ့တွေ့ရပါလိမ့်မယ်ဗျာနော်ဒီပေါက်ပေးကတ်တွေအတွက်ကိုချမ်းဘက်က100ခိုင်နှုန်းအာမခံလားဆိုတော့100ခိုင်နှုန်းကိုချမ်းအာမမခံပါဘူးဗျာနော်90ခိုင်နှုန်းအာမခံပေးထားပါဗျာထွက်နိုင်ခြင်းအများဆုံးခဏလေးကိုချမ်းဘက်ကအကောင်းဆုံးစူးစမ်းအားထုတ်ပြီးတော့ပေါက်ပေးချထားခြင်းဖြစ်ပါတယ်ဗျာနော်အကူမတွေဘက်ကယုံကြည်လာပြီးလို့ရပါတယ်ဗျာနော်ယုံကြည်လာပြီးလို့ရပါတယ်အင်္ဂါမကျော်ပတ်တီးတစ်လုံးတင်ကွက်လက်ဆောင်ထည့်ပေးပါဗျာနော်ပေါက်ပေး3000ကျပ်ပါဗျာနော်အင်္ဂါမကျော်ပတ်တီးပတ်နိုင်မှလာပါဗျာနော်ဘဖက်စာပရိတ်တစ်လုံးစီလဲကိုချမ်းတင်ကွက်ထည့်ပေးထားပါတယ်ဗျာနော်ဒါကလည်းပေါက်ပေး3000ကျပ်တပတ်စာမွေးလေးခွက်ကလည်းပေါက်ပေး3000ကျပ်ပါဗျာနော်ကြိုက်တဲ့ကဏ္ဍကိုကြိုက်နေတဲ့ဟာကိုကိုချမ်းရဲ့ Viber number 3992568613ကိုဆက်သွယ်ပြီးတော့လာလို့ရပါတယ်ဗျာနော် Viber Telegram သုံးတဲ့အကူမရ Telegram မှာကိုချမ်း131ဆိုပြီးတော့ရှာပြီးတော့လာပြီးဆက်သွယ်ပြီးတော့ကဏ္ဍယူလို့ရပါတယ်ဗျာနော်90ခိုင်နှုန်းကိုချမ်းဘက်ကအာမခံထားပါတယ်ဗျာနော်ဒီကက်ဒီထွက်ပါမယ်ဗျာနော်အဲ့ဒါလေးကိုချမ်းလာပြောပေးတာပါဗျာနော်YouTube channel ကိုချမ်းမန်ပိတ်ထားမှာမဟုတ်ပါဘူးနော်မန်အဲ့ဒါတက်နေပြီးတော့မန်ဖွင့်ပေးလို့လည်းမရပါဘူးဗျာနော်မန်ပေးလို့လည်းမရပါဘူးဘယ်သူမှမန်လို့လည်းမရပါဘူးကို channel မန်ပေးလို့မရပါဘူးဗျာနော်မန်အဲ့ဒါတက်နေရပါအဲ့ YouTube channel အသေးလေးနောက်နေ့ကျရင်ကိုချမ်းပြောင်းပါမယ်ဗျာနော် YouTube channel အသေးလေးကိုအားပေးကြပါအောင်ဗျာနော်တော့တဲ့ကိုချမ်းရဲ့အခုကိုချမ်း
ဒီ channel လေးကို subscribe မလုပ်ပါသေးဘူးခင်ဗျာ subscribe လုပ်ပြီး like လက်မလေးတက်ပြီးခေါင်းလေးထည့်သွားပြပါဗျာနော်ဒီမှာဗျာနော်တစ်ပတ်စာကတ်တွေကတော့ဘူးမကျော်ပတ်တီး3ညောက်ပတ်တီး6လေးလုံးခွေပူပါကခွန်385အထူးပရိတ်က305ပရိတ်မွေးချောက်က6နှစ်6ခွန်60 10 1ခွန်1 5 3လုံးခွေပူပါတော့890ဆိုတဲ့အခွေလေးပဲဖြစ်ပါတယ်ဗျာနော်8899 3ညအားဗျာနော်စီဇနာရှင်ကိုချမ်းပါဗျာနော်ဒါကတစ်ပတ်စာ free ကတ်တွေပါဝယ်ထုတ်မှမဆိုလာပေးတာပါဗျာနော်ဒါကတော့ကိုချမ်းရဲ့ပေါက်ပေးကတ်တွေပါဗျာနော်ကြိုက်တဲ့ဟာကိုယူပြီးတော့ကြိုက်တဲ့ဟာကိုဆက်သွယ်ပြီးတော့ကိုချမ်းရဲ့ဗိုင်ဘာနံပါတ်ကိုလာလို့ရပါဗျာဗိုင်ဘာနံပါတ်39925696 131ပဲဖြစ်ပါဗျာနော်အားလုံးပဲ8ရက်ပတ်တွေခုလာမဲ့ပတ်မှာနော်ကိုချမ်းရဲ့ကိုမရဲ့အကုန်လုံးငွေလေးတလဲဝင်ကြပါစေဗျာနော်ကိုချမ်းအကောင်းဆုံးကြိုးစားပေးသွားပါဗျာနော်နေ့တိုင်းလေးကိုချမ်းတင်သွားပေးပါမယ်ကဲကွက်လက်ပါဗျာနော်